ဒီနေ့ကတော့စကိတ်ဘယ်လို꿰မလဲဆိုတာလေ့လာကြမယ်ပထမတစ်နည်းကတော့ခါကြတော့ပေါင်ကားကိုင်းနဲ့ဒီလိုမျိုး꿰မယ်ဗျာဒါတော့စကိတ်ကျွမ်းသွားရင်တော့ဒီ꿰နည်းကအသုံးမဝင်ဘူးဒါပေမဲ့ beginner တွေအတွက်ခါကြတော့ပထမဆုံးအဲ့ဒီနည်းလေးနဲ့꿰လို့ရဗျာပထမ꿰နည်းအဲ့လိုမျိုးပဲထပ်ခါလေ့ကျင့်ရမယ်ပေါင်ကားမယ်လဲမယ်လာမယ်ဒီဘက်ခြေထောက်ကိုလေ့ကျင့်မယ်ဒီလိုမျိုးလေးပဲဆောင်းပြီးတော့꿰လိုက်အောင်ပဲဒီလိုမျိုးလေးပဲဖြည်းဖြည်းချင်းအဲ့လိုမျိုးလေးဒီလိုမျိုးလေးပဲဒုတိယတနည်းအတွက်ခါကြတော့ပထမဆုံးလေ့ကျင့်ရမှာခါကြတော့ဒီလိုမျိုးဒူးကို꿰မယ်ပြန်ခြေထောက်တစ်ခုကိုအရှိထုံးမယ်ပြန်ရင်နောက်ခြေထောက်တစ်ခုကိုအရှိထုံးမယ်ဒီလိုမျိုးလေ့ကျင့်ရမှာဗျာပထမဆုံးကဒီလိုမျိုးလေ့ကျင့်တဲ့အချိန်လေ့ကျင့်မယ်လုံးဝဒီကောင်တက်ဖြစ်အောင်ကျွမ်းကျင်တော့လေ့ကျင့်ပြီးပြီဆိုရင်ကျွန်တော်တို့အချိန်ထည့်ပြီးတော့နည်းနည်း꿰ကြည့်အောင်အစနာလေ့ကျင့်တယ်လို့လာမယ်ခြေထောက်တစ်ခုအရှိထုံးမယ်ဒီဘက်ဆောင်းမယ်ထုတ်တဲ့ခြေထောက်ဖက်ကိုဆောင်းမယ်ဗျာဒီကောင်ဥပမာဒီဘယ်ဖက်ခြေထောက်ထုတ်ထားလဲဆိုရင်ဘယ်ဖက်ခြေထောက်ကိုဆောင်းပြီးတော့꿰သွားအဲလိုညာဖက်ခြေထောက်အရှိထုတ်ထားမယ်ဆိုရင်ညာဖက်ကိုဆောင်းပြီးတော့꿰သွားမယ်ဘယ်ဖက်ခြေထောက်ကိုထုတ်မယ်ဆောင်းမယ်꿰မယ်ညာဖက်ခြေထောက်ကိုအရှိထုတ်မယ်ဆောင်းမယ်꿰မယ်တတိယတနည်းခါကြတော့ဗျာ cross over ခြေထောက်တစ်ခုကိုတစ်ခုကြော်ရင်းနဲ့꿰သွားတာအဲ့ဒါခါကြတော့လုံးဝကျွမ်းကျင်သွားရင်ဒါအတုံးလဲဝင်မယ်꿰တဲ့အချိန်ဆိုအချိန်လည်းမရောဘဲနဲ့ကိုအချိန်ယူရင်းနဲ့ကိုဆက်ပြီးတော့꿰သွားလိမ့်မယ်ဗျာအဲ့ဒီတနည်းကိုချုပ်ဖောက်ကြအောင်အဲ့ဒီတနည်းလေ့ကျင့်ဖို့အတွက်ပထမဆုံးကခြေထောက်တစ်ခုအဲ့လိုကြော်တဲ့ဟာရင်တော့လေ့ကျင့်ရမယ်ရိုးရိုးအချိန်မရှိဘဲနဲ့ဗျာဟိုဘက်ခြေထောက်ကြော်မယ်ညာဖက်ခြေထောက်နဲ့ဘက်ဖက်ကိုကြော်မယ်ဒီကောင်လုံးဝကျွမ်းကျင်သွားအောင်လေ့ကျင့်ရမယ်ဗျာဘက်ဖက်ကိုပြန်ကြော်မယ်ညာနဲ့အဲ့လိုမျိုးပုံစံပဲလုံးဝကျွမ်းကျင်အောင်အထက်အခါလေ့ကျင့်ပြီးပြီဆိုရင်ကျွန်တော်တို့တွေအဲ့ဒါကိုလုပ်လို့ရပါပြီခင်ဗျာစကြည့်အောင်စမ်းကြည့်မယ်ဒါဆိုရင်သွားပြီဟို꿰တယ်အချိန်မှများတယ်ဗျာအချိန်လည်းမလျော့ဘူး꿰တဲ့အချိန်လည်းတိုးမယ်အမျိုးလေးပဲဒါနေရာတော့ကျင်းနေတယ်သူတို့လုံးဝအဲ့လိုမျိုးဒီဘက်ခြေထောက်ဆိုရင်ဒီဘက်ကိုကြော်မယ်ဒါဆိုချောင်းမယ်အဲ့လိုမျိုးလေးဟိုစီး cross over ကိုတကယ်လမ်းမှာဘယ်လို꿰ရမလဲဆိုတော့ဒီလိုမျိုးလာမယ်꿰မယ်ခြေထောက်နဲ့လည်းရက်ရင်းနဲ့အချိန်လည်းမကုန်တော့အဲ့လိုမျိုးပဲနောက်တစ်ခုခါကျတော့ဒီဘက်ကိုကြော်မယ်အချိန်လည်းရမယ်꿰တဲ့အချိန်လည်းမရောဘူးအချိန်လည်းပိုတိုးသွားမယ်ပိုမြန်မယ်ဗျာ꿰တဲ့အချိန်အခုကတော့ကျွန်တော်အချိန်နဲ့ cross over ဘယ်လို꿰ရလဲဆိုတော့ပြမယ်အဲ့ဒါဆို꿰အချိန်လည်းမကုန်တော့ဘူးအချိန်ပိုတိုးမယ်ဗျာဒီလိုမျိုးပဲ꿰ရင်ခါကျတော့ကြာလာအချိန်ရော့သွားတယ်ကျွန်တော်ပြမယ်ဒီတိုင်းရိုးပဲ꿰ပြမယ်ဗျာကြာလာအချိန်ရော့သွားမယ်ဒါပေမဲ့အခုလိုမျိုး cross over လုပ်ပြီဆိုရင်ဗျာအချိန်ပိုပြီးတော့ရတယ်မိုက်တယ်ဗျာအဲ့လိုမျိုးလေးဒီလိုမျိုးဆိုမှ cross over ဆိုရင်ဘလို့အချိန်လျှော့မလဲဘလို့ရက်မလဲဆိုတာကိုနောက်ပြီးတော့မှပြန်လဲတင်ဆက်ပေးသွားပါမယ်